အဲ့တော့ဝင်ကြီးအနေနဲ့အခုသမ္မတရုံးဝင်ကြီးအနေနဲ့အဓိကတာဝန်ယူတာကတော့အမျိုးသားလုံခြုံရေးအမျိုးသားနောက်ပြီးစီးလုံးညီညွတ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တာဝန်ယူဆောင်ရွက်နေတယ်လို့လည်းကျွန်တော်တို့ကြားသိရပါတယ်ဒီနေရာမှာနိုင်ငံတကာကရောပြည်တွင်းကပါအထူးတလဲစိတ်ဝင်စားရှိနေကြတဲ့အချက်ကတော့ကချင်ပြည်နယ်ကကိစ္စတွေပါပဲမြန်မာအစိုးရအနေနဲ့ကချင် KIA တပ်ဖွဲ့တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်နေတယ်ဆိုပေမဲ့လည်းမကြသေးခင်ရက်ပိုင်းတွေအတွင်းမှာပဲလိုင်ဇာဌာနချုပ်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိခဲ့တယ်ဆိုတော့ဒီပွင့်လင်းရာသီအတွက်ထိုးစစ်ဆင်တာတွေများရှိနေသလားအစီအစဉ်တွေများရှိနေသလားဆိုပြီးတော့စိုးရိမ်မှုတွေရှိနေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဝန်ကြီးအနေနဲ့ကျွန်တော်တို့ကိုနည်းနည်းလေးရှင်းပြပါလားခင်ဗျကချင်ကိစ္စကတော့တကယ်တော့ဒီလိုပြဿနာတွေဖြစ်တယ်ဆိုတာဟာတက်တွေရောထွေးနေလို့ပေါ့ဒီဘက်ကတက်တွေကလည်းဟိုဘက်ကိုရောက်ဟိုဘက်ကတက်တွေကလည်းဒီဘက်ကိုရောက်အဲ့လိုရောထွေးနေတဲ့အခါမှာလောကကဲတာရန်ခက်ပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဟာလာကျွန်တော်တို့ဒီတက်တွေအနေနဲ့ရိတ်ခါတွေတဲကြမယ်ဖျားနာတဲ့လူမမာတွေကိုပြန်ပြီးပို့ကြမယ်ဟာလာ admin ကိစ္စတွေဆောင်ရွက်ကြမယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာသူ့နဲ့ကိုယ်နဲ့ရှုပ်နေရင်တော့ဒီလိုပြဿနာတွေဖြစ်မှာပဲကြောင့်မလို့ကျွန်တော် peace process မှာအဓိကအရေးကြီးဆုံးကတက်တွေတစ်ခုနဲ့တစ်ခုကခောက်ဝေးကိုရောက်ရွှေ့ရမှာပေါ့ဗျာတက်ဆုပ်တယ်လို့ပြောရင်တော့ဒါတိတ်ခါကြတယ်ဒါမနိုင်လို့ဆုပ်တာလို့ပြောမယ်ဟုတ်ပါဘူးကျွန်တော်ပြောတာရွှေ့ရမှာပေါ့ဒီဘက်ကနည်းနည်းရွှေ့ဟိုဘက်ကနည်းနည်းရွှေ့အဲ့လိုရွှေ့လိုက်ရင်နောက်300လောက်ရွှေ့လိုက်ရင်တယောက်က5 km လောက်ကကွာသွားမယ်ကျွန်တော် peace process မှာလည်းအနည်းဆုံး5 km တက်တွေခွာထားရမယ်ဆိုတာကိုဒါပါပြောပြီးသားဖြစ်ပါတယ်အခုကတယောက်ကတိတ်မကွာတဲ့နေရာမှာရှိုးထဲမှာလည်းတူတူတောင်ထိပ်မှာလည်းတူတူလှမ်းပြောရင်လည်းကြားရတယ်အဲ့လိုနေရာမျိုးတွေမှာဒီလိုပြဿနာတွေကဖြစ်နေမှာပဲအဲ့တော့နိုင်ငံတော်သမ္မတကြီးကလည်းဒီလိုင်ဇာကိုမတိုက်ပါဘူးဆိုတာလေသူကိုယ်တိုင်လည်းပြောတဲ့ထဲမှာပါပြီးသားပါဒါကဘာပဲဖြစ်ဟလာခုကျွန်တော်လုပ်နေတဲ့အပိုင်းမှာလည်းဟလာ3ချိန်တိတိကျွန်တော်ဆွေးနွေးခဲ့ပြီးပြီဟုတ်ကဲ့အခု4ချိန်မြောက်ဆွေးနွေးပွဲမှာတက်တင်ရရွှေထားရေးကိစ္စတွေကျွန်တော်လုပ်မှာပဲအဲ့တော့ကချင်ဘက်ကလည်းကျွန်တော်ဒီတက်အားလုံး140လောက်ရွှေ့ပေးပါဆိုတာသူကပြောတယ်ပေါ့ကျွန်တော်လည်းဒီကပြန်လာပြီးတမလာကြီးလည်းတင်ပြတယ်တက်ကိုလည်းကျွန်တော်တင်ပြတယ်ပြီးတဲ့ခါကျတော့ဒီနေရာတွေကလည်းတချို့နေရာတွေလည်းရွှေ့ပေးမှာပဲအဲ့တော့အဲ့ဒီရွှေ့ပေးဖို့အတွက်ကတော့စပွဲပိုင်းရောက်ဖို့လိုတယ်ဒီစပွဲပိုင်းမှာလည်းတက်ရဲ့ကိစ္စဖြစ်တဲ့အတွက်တက်ကအကြီးကဲတွေပါဖို့လိုတယ်အဲ့တော့တက်ကအကြီးကဲတွေကလည်းဥမာကျွန်တော်တို့ဒီဒုတိယတက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစိုးကိုယ်တိုင်လည်းဒီပွဲကိုတက်မယ်အဲ့တော့သူတက်မယ်ဆိုရင်ကျွန်တော်ကတော့ဘယ်နေရာပဲဖြစ်သွားလို့ရတာပေါ့သူကတော့တက်မတော်ဒုတိယကာကွယ်ဦးစီးချုပ်ဖြစ်တဲ့အတွက်သူတို့နေမြေသူတို့ခေါ်တဲ့နေရာတော့သွားလို့မရဘူးဒါမှမဟုတ်ကျွန်တော်ကပထမအဆင့်သူတို့ပြောတယ်နေရာရွေးနေကြတယ်ကျွန်တော်ကဘုံမော်လှုပ်ချင်တယ်လို့ပြောတယ်သူတို့ကမဟုတ်ဘူးလွယ်ကျဲရဲ့မြောက်ချမ်းမှာရှိတဲ့သူတို့ဒေသပရန်ကုန်မှာလှုပ်ချင်တယ်လို့ပြောတယ်နောက်တစ်ခါထပ်ပြီးတော့ဒီနေရာတွေကိုညှိလို့မရတဲ့ခါကျတော့ကျွန်တော်ကမူဆယ်မှာလှုပ်ချင်တယ်လို့ပြောတယ်သူတို့ကရွှေလီကိုလှုပ်ချင်တယ်လို့ပြောတယ်တဖြည်းဖြည်းတော့နီးလာတာပေါ့ဗျာနီးလာတာပေါ့အခုနောက်ဆုံးကျတော့သမ္မတကြီးကကဲမထူးပါဘူးမင်းနေပြည်တော်မှာပဲလှုပ်ရအောင်သူမျက်စိရှိမှာပဲလှုပ်ကြရအောင်အဲ့ဒါဘယ်တော့လောက်ဖြစ်လာမလဲခင်ဗျအဲ့ဒါကိုကျွန်တော်နေရာညှိနေတယ်အဲ့ဒါနေရာညှိတာကိုသူတို့ပြောလိုက်တာနဲ့ဒါဆိုရင်ကျွန်တော်တို့စပွဲဝိုင်းကိုရောက်လာကြပြီရောက်လာရင်တက်ကလည်းဟိုဘက်ဒီဘက်အတိုးလျှော့တွေလုပ်ဖို့လဲအကြမ်းမြင့်အဖြစ်သဘောတူထားတယ်အဲ့ဒါလုပ်ပြီးတာနဲ့ဒါကျွန်တော်တို့အပစ်ခတ်တွေရပ်သွားပဲဆိုရင်ကျွန်တော်တို့နောက်ထပ်လောက်တဲ့ political dialogue တို့ပါလို့ဆိုတာကျွန်တော်စက်တိုက်ဝင်လို့ရတယ်အဲ့တော့ကျွန်တော်အဓိကမေးချင်တာတော့အခုလာမဲ့ဒါပွင့်လင်းရာသီလည်းရောက်ခံနေပြီပွင့်လင်းရာသီထိုးစစ်တွေကတော့ဖြစ်လာဖို့မရှိဘူးဆိုတာတော့ဝန်ကြီးအနေနဲ့အာမခံနိုင်ပါဘူးကျွန်တော်အနေနဲ့ဒါကတော့နိုင်ငံတော်သမ္မတကြီးကလည်းပြောထားပြီးသားဖြစ်တယ်လေခုခံစစ်မှအပဆိုတာဒီအမင်းကပြက်မှမပြက်တာပဲဟုတ်ကဲ့အဲ့တော့ဒီဥစ္စာဘာပဲဖြစ်ကျွန်တော်အာမခံရဲတယ်ဘာလို့လဲဆိုတော့ဒါတက်မလို့ဆိုတာလဲတမိတ်တန်နဲ့အထက်ကပေးတဲ့အမိတ်စနစ်အတိုင်းပဲလုပ်တာပဲဖြစ်တာပဲအဲ့တော့ तू ကလည်းဒါလိုက်နာရမှာပဲအဲ့တော့ဘလို့မှဖြစ်လာစရာအကြောင်းမရှိပါဘူး